ဒီနေ့ဝီပြပေးမယ့်အထက်လေးကကြတော့ကြန့်တစိမ့်လေးဖြစ်ပါတယ်ရှင်ကြန့်တစိမ့်လေးကကြတော့ STD ကုမ္ပဏီကထုတ်တာဖြစ်ပါတယ်သူကအောက်နာအမိတ်မပါတဲ့2မီတာအနံကြီးလုံကြီးခွင်းလိုက်လာပါတယ်2မီတာဆိုလို့ရှိရင်တော့ဂိုင်းနဲ့တွက်မယ်ဆိုရင်တော့2ဂိုင်းတစ်မိုက်တော့ပါပါတယ်ရှင်2ဂိုင်းတော့မဟုတ်ဘူးเนาะ2ဂိုင်းတစ်မိုက်ပါပါတယ်သူကအနံကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အရက်ရှည်ရဲ့သူတွေဆိုရင်လည်းတိတ်ပြီးတော့ပူစရာမလိုဘူးဝတ်လို့ရတယ်တမှုတွေတွေကအများအပြားဝီလို့ရောင်းတာတွေကကျတော့အနံကြီးတွေပိုများပါတယ်ဒါကကြတော့ STD ကုမ္ပဏီကထုတ်တဲ့ကြန့်တစိမ့်2မီတာလုံကြီးခွင်းလေးဖြစ်ပါတယ်ဝီရတစ်ထည်ကိုလက်လီ2100ရောင်းပါတယ်ရှင်လက်က9တယ်10တယ်25တယ်တစီလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့25တယ်တစီဈေးသက်ရှိမယ်50တရားဈေးသက်ရှိပါတယ်ရှင်25တဲ့တစည်းကစယူမယ်ဆိုရင်တော့ဝီက delivery free နဲ့ရပါမယ်ရှင်ဒီအစင်လေးတွေကအရန်လှတယ်ပြီးတော့သူ့ရဲ့အစင်အသွေးကအရန်ဆိုတယ်တောက်တယ်အသားအရန်ကောင်းတယ်ခြေသားစစ်စစ်ဖြစ်တဲ့အိန္ဒိယခြေစနဲ့ရက်လုပ်ထားတယ်အစင်လေးကကြတော့သူကအစင်ဆုံးအယောင်ဆုံး25တဲ့ဈေးမှာပါပါတယ်အစင်လေးကကြတော့အခုဝီပြတဲ့အစင်တွေရောတခြားပါကင်ဈေးတွေမှာဆိုလို့ရှိရင်လည်းဒီလိုအစင်နဲ့မတူတဲ့တခြားအစင်အဆန်းလေးတွေလည်းပါတာဖြစ်ပါတယ်ဒါကကြတော့ဝီရိုက်ပြထားတဲ့အထည်လေးတွေကကြတော့ဝီဖြီလိုက်တဲ့ပကင်စီ25တဲ့တစည်းမှာပါတဲ့အဆင်အယောင်လေးတွေဖြစ်ပါတယ်ရှင်25တဲ့တစည်းမဟုတ်ဘဲနဲ့အထည်90ယူမယ်ဆိုရင်လည်းတစည်းနဲ့တစည်းကအဆင်မတူအယောင်မတူပုံစံတူရင်အယောင်ကွဲမယ်အယောင်တွင်အဆင်ကွဲမယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့လာပါတယ်ရှင်အဆင်လေးတွေကကြတော့အရန်ချစ်ဖို့ကောင်းတယ်အသားကကြတော့လုံးဝအိန္ဒိယခြေသားစစ်စစ်အိန္ဒိယခြေစနဲ့ရက်လုပ်ထားတဲ့တမှုတွေစစ်စစ်ဖြစ်ပါတယ်ရှင်ပကင်စီလေးကိုတော့နောက်မှာဝီနမူနာပြပေးထားပါတယ်နောက်တဲ့ဗီဒီယိုဖိုင်မှာပြန်တွေ့ပါမယ်ရှင်